ချိုရဲအာတာဘူဖီကိုသိလားအခုဒီအာတာဘူဖီလေးကတော့လူကြီးလူငယ်မရွေးလိုချင်ဖျားကောင်းတဲ့ချစ်ဖျားအာတာဘူဖီလေးဖြစ်သွားပြီနိုင်တာဒီအိမ်မှာရောက်တာပါညနေလောက်ကလေးဖာရတယ်ကိုကြိုက်တဲ့အယုတ်ကလေးတွေကိုလုတ်ခိုင်းလို့ရတယ်ဒီလိုအကြီးကြီးတစ်ခုကို2500အာတာဘူဖီကကြီးလိုက်အကြီးနဲ့ဖားလိုက်နဲ့အရန်ချိုတယ်ဒါပေမဲ့ရှာဖို့ရောက်သွားတာနဲ့ဖက်ကန်ပိုင်းကြီးမှာပျော်ဝင်သွားတာပေါ့နော်။ဘာနဲ့တူလဲဆိုတော့အချိုတွေအရန်ကျွေးပြီးတော့ခဏလေးတွေ့မှပြောက်ကွယ်သွားတဲ့တောင်ကြီးသားလေးတွေရဲ့ချစ်တဲ့ဖူရဲ့စကားလိုပဲပေါ့နော်။မြင်အောင်သေးတဲ့အာတာဘူဖီဖိုင်မှာကလေးတွေမဟုတ်ပဲလူကြီးတွေပဲတန်းဖီနေမှာ哦။ပြောင်းလေးများနောက်တစ်ခေါက်လိုက်ရင်တောင်ပေါ်မြို့လေးမှာလမ်းပြောက်ခဲ့တယ်ဆိုရင်တော့မှချစ်ဖျားကောင်းပြီးအချိုများတယ်အာတာဘူဖီလေးကိုလည်းကျွေးပါအာတာဘူဖီလိုအချစ်တွေကိုတော့တောင်ကြီးသူလေးတွေကိုပေးခဲ့နေနော်တီတီကတော့ဘဲရှာပေးဆိုတဲ့တီတီညီမလေးကိုဘဲတစ်ကောင်ပေးလိုက်တယ်ကဲတချို့တဖုံတကေးတို့ကတော့ဘဲရလို့ပြောရှင်သွားကြပါပြီအာတာဘူဖီနဲ့တူရဲ့အချစ်တွေနဲ့ကင်းဝေးနိုင်ကြပါစေ